မင်္ဂလာပါကျွန်တော်တို့ရောက်မှာမနက်ဖြန်ကိုကျွန်တော်ဂျိုးမ trail run ပေါ့နော်2026ကျွန်တော်ပြေးမှာဖြစ်ပါတယ်30 ကီလိုမီတာပေါ့နော်30 ကီလိုမီတာဝင် join ထားပါတယ်ဒါတော့ကျွန်တော်ရဲ့ pin number ပါအောက်ကတော့ event share ပေါ့နော်အောက်က event share ဒါတော့ပထမဆုံးစီးရင်သွင်းတဲ့ရုပ်150ကိုပေးတဲ့အဲ့လေးပေါ့နော်ဟို ready ရပေးတဲ့တပတ်ချွေဒါတော့သူနေပူတယ်လို့တော့ပြောတယ်နေပူတယ်ဆိုတော့ဒါလေးပေါ့နော်ဒါတွေကတော့ကျွန်တော်ကလောပြေးပြီးတယ်ဘာမှတော့မလုပ်ရဘူးဖုန်နေပြီပဲဒါလေးထူးစွတ်တယ်နောက်ပိုင်းယူရမှာဟာတော့တိတ်တော့မများပါဘူးဒါပါပဲပူလာပြီစီရတူစီဂျိုးမထွေးလဲဂျိုးရဆောင်နေတိတ်တော့မပူသေးဘူးပေါ့နော်7 နာရီခွာတော့မယ်10 ကီလိုမီတာကျော်လာပြီဟုတ်ဆင်းဟာဆင်းစက်ကြီးပါပြေးအောင်မပြေးနိုင်တော့အတက်တည်းပဲဟူးဒါလမ်းမသားလေးပါနော်ဒါလေးကြည့်ရဟိုးပေါ့စတေးရှင်းကိုရောက်ပါနော်နည်းနည်းထိပ်ပြထားတော့လောလောဆယ်ဒူးမနာသေးဘူးကျော်လည်းမတက်သေးဘူးနော်ဟိုဟာရှိပြီ19 ကီလိုမီတာကျော်ပြီပေါ့နော်အဲ့ဒါကို2 နာရီခွဲကျော်ပြီပေါ့30 ကီလိုမီတာဆို12လောက်ကျန်နေတယ်ဒီကတော့ပူလာပြီပေါ့လောလောဆယ်ပြေးလိုက်လမ်းလျှောက်လိုက်ပဲနားတော့မနာဘူးโอเค
ဘောနဲ့ပေးကြောင်နဲ့20ပြီးတော့မယ်ဘယ်ရောက်နေပြီလဲလို့ဟာဟေးဟေး25 kilometer ရောက်တယ်30ဆိုတော့5ပဲကျန်တော့နော်လောဆယ်4နာရီကျော်နေပြီခဏမထိုးခင်တော့ပြီးဖို့များတယ်ပေါ့နော်လိုက်တာဟာလမ်းအောင်ရှိရမလဲစင်ပါခေါင်းနဲ့လက်ရတယ်မျိုးကြီးပဲမချုံနေဟာမလီဟာဒါလားလို့လမ်းရောက်ခါတော့နေပြီအရှင်းတော်ကြားနေ28 kilometer ရှိပြီနော်9နာရီတော့ထိုးတော့မိနစ်ပိုင်းပဲလို့ပဲWe finish